အပိုင်းလေးရဲ့အစမှာတော့မိန်းကလေးတယောက်ကအုတ်နဲ့ရံပေါ်လမ်းလျှောက်လာကရီဘွန်းကိုလည်းလာမိတ်ဆက်နေခဲ့ပြီးရီဘွန်းကိုတငယ်ချင်းဖြစ်ချင်အောင်နဲ့တစ်ခါတော့လည်းဖက်ကြည့်ချင်အောင်ပြောလိုက်ပါတယ်။အဲဒါကြောင့်ရီဘွန်းကတငယ်ချင်းဖြစ်လို့တော့ရပေမဲ့မာဖီးယားတယောက်ကိုလွယ်လွယ်နဲ့ထိရဖို့တော့မစင်စားနဲ့လို့ပြောလိုက်တာကြောင့်အကောင်မလေးကဆာဝါရာကိုဘားရိုက်လိုက်ပြီးကလေးကိုဘာလို့မဟုတ်တာတွေတင်မိထားတာလဲလို့မေးလိုက်ပါတယ်။ဆာဝါရာကရှင်းပြဖို့ကြိုးစားပေမဲ့အကောင်မလေးကတော့ဆာဝါရာကိုမကောင်းတဲ့သူလို့မြင်သွားခဲ့ပါပြီ။အဲ့အချိန်လမ်းကိုရောက်လာခဲ့တာကြောင့်အကောင်မလေးကချစ်စရာလေးဆိုပြီးအာယုံများနေတဲ့အချိန်ဆရာတပည့်နှစ်ယောက်ကတော့ထွက်ပြေးသွားခဲ့ကြပါပြီ။အဲ့အချိန်မြင်ကွင်းကကျောင်းအောင်ရောက်သွားခဲ့ပြီးကျောင်းမှာတော့ဆရာကဆာမွေဘဲအမှတ်စီးရင်ကိုကြီးညာနေအောင်တွေ့ရမှာဖြစ်ပြီးကိုကုတရားကအမှတ်ပြရပေမဲ့ဆာဝါရာနဲ့ယာမာမိုတိုကတော့အမှတ်20ပဲရတာကြောင့်ဆရာကစူနေခဲ့ပြီးဒီနေ့ပေးလိုက်တဲ့အင်စာကိုလည်းပြီးအောင်လုပ်လာဖို့ပြောလိုက်ပါတယ်။ယနေ့ကျောင်းဆင်းတဲ့အချိန်မှာတော့ယာမာမိုတိုကဆာဝါရာကိုနောက်နေ့အင်စာအတူတူလုပ်ရအောင်လို့ပြောလိုက်တဲ့အချိန်ရီဘွန်ကရောက်လာပြီးဆာဝါရာရဲ့အိမ်မှာပဲလုပ်ကြဖို့ပြောလိုက်ကကိုကုတရားကိုလည်းသူခေါ်ထားကြောင်းနဲ့သူ့ကိုယ်သူလည်းဆာဝါရာရဲ့ဆရာဖြစ်ကြောင်းယာမာမိုတိုကိုမိတ်ဆက်လိုက်ပါတယ်။ရီဘွန်လိုကလေးတယောက်ကဆာဝါရာရဲ့ဆရာလို့ပြောလိုက်တာကြောင့်ယာမာမိုတိုကလည်းဟာသားလုပ်တဲ့ထင်နေခဲ့ကရည်နေခဲ့ပါတော့တယ်။ကျိုးလည်းနောက်တနေ့ရောက်တဲ့အခါမှာတော့ကိုကုတရားနဲ့ယာမာမိုတိုတို့ဆာဝါရာရဲ့အိမ်ကိုရောက်လာခဲ့ကြပြီးနောက်မှလည်းမနေ့ကတွေ့ခဲ့ရတဲ့မိန်းကလေးကခိုးလိုက်လာခဲ့ကအိမ်ထဲခိုးဝင်မှုလုပ်နေတဲ့အချိန်ဆာဝါရာရဲ့မင်းနဲ့တွေ့သားခဲ့ပြီးသူကရီဘွန်ရဲ့တငယ်ချင်းမှလို့ပြောလိုက်တာကြောင့်သူ့မိကလည်းအိမ်ထဲပေးဝင်လိုက်ပါတယ်။နောက်တစ်ခါမှတော့စာတော်တဲ့ကိုကူးတဲ့တာကဆာဝါရာတို့ကိုစာရှင်းပြနေတာကိုတွေ့ရရမှာဖြစ်ပြီးယာမာမိုတိုကပိုးစာခွန်းကိုနားမလဲကြောင်ပြောလိုက်တဲ့ခါမှာတော့ဆရာသမားဆာဝါရာကယာမာမိုတိုကပိုးစာခွန်းတပုတ်ထဲကိုပဲနားမလဲတာဖြစ်ပြီးသူကတော့တပုတ်မှနားမလဲကြောင်ပြောလိုက်ကသူကငါတုံးဖို့ကြကြောင်အားလုံးကပြောစရာမလိုပဲထီသွားခဲ့ကြပါတယ်သူတို့အဲ့လိုစကားပြောနေကြတော့ခုနကအိမ်ထဲဝင်လာတဲ့မိန်းကလေးရောက်ရှိလာခဲ့ကသူမကရီဘွန်ကိုမဟုတ်တာတွေတင်ပေးနေတဲ့ရန်ကနေကာဝယ်ဖို့ရောက်လာခဲ့တာဖြစ်ကြောင်ပြောပြလိုက်ပါတယ်အဲ့ချိန်ယာမာမိုတိုကသူမဝတ်ထားတဲ့ယူနီဖောင်းကိုမြင်ကမိုတိုရီမိန်းကလေးတီးတန်းကြောင်းကလာလို့မေးလိုက်ပါတယ်သူမကလည်းဟုတ်ကြောင်းပြန်ပြောလိုက်ပြီးဆာဝါရာတို့မဖြစ်ရှင်းနိုင်တဲ့ပု္ပ္ပစာတစ်ပုဒ်ရှိနေတာကိုတည်ထားခဲ့ပြီးအပု္ပ္ပစာကိုသူပြင်ရှင်းနိုင်ကြောင်းနဲ့သူပြင်ရှင်းနိုင်ရင်ရီဘွန်ကိုလည်းသူခေါ်သွားမှာဖြစ်ကြောင်းလောင်းကစားလုပ်ကစိန်ခေါ်လိုက်ပါတယ်ဂုကုတေရာကလည်းစိန်ခေါ်မှုကိုလက်ခံလိုက်ကပု္ပ္ပစာကိုပြင်ရှင်းခိုင်းလိုက်ပါတယ်ခုနကတော့ကြီးကြီးကျယ်ကျယ်ပြောနေပြီးခုကျနေဝင်သွားခဲ့တာတော့ပု္ပ္ပစာကိုမပြင်ရှင်းနိုင်သေးတာကြောင့်ဂုကုတေရာကလူလိမ်မလို့ခေါ်လိုက်ကဒေါသထွက်နေခဲ့တာကြောင့်ရီဘွန်ကမာဖီးယားတယောက်ဟာမင်းကလေးတယောက်ကိုကြမ်းကြမ်းတဲ့မပြောဆိုသင့်ကြောင်းတတိပေးလိုက်တာကြောင့်ဂုကုတေရာကလည်းပြန်တောင်းပန်လိုက်ရပါတယ်အဲ့ချိန်ကောင်မလေးကသူတို့ကိုယ်တိုင်မဖြစ်ရှင်းနိုင်ရင်လူကြီးတွေကိုမေးတင်ကြအောင်ကြံပေးလိုက်ပါတယ်အဲ့ဒါကြောင့်ဆာဝါရာကသူတို့အိမ်မှာပု္ပ္ပစာကိုနားလဲနိုင်တဲ့လူကြီးမရှိတာကြောင့်ဘသူ့ကိုမေးရမှလဲလို့ပြန်မေးလိုက်ပါတယ်အဲ့လိုမေးလိုက်တဲ့ကြောင့်ကောင်မလေးကခုနကမိဖို့ကြောင့်ထဲမှာလူကြီးတယောက်တွေ့ခဲ့ကြောင်းနဲ့သူ့နာမည်ကဘီယန်ကီလို့ပြောလိုက်တဲ့ကြောင့်ဆာဝါရာနဲ့ဂူဂူတေရာတို့ကလမ်းသွားခဲ့ကြပါတယ်ဘီယန်ကီကစိတ်ပါတဲ့မုန်းကိုကိုင်းကရောက်လာခဲ့တဲ့အတွက်ဂူဂူတေရာကတကားကိုတွန်းပိုက်ဖို့ကြိုးစားပေမဲ့ဘီယန်ကီကစိတ်နဲ့တကားကိုဖျက်ပြီးဝင်လာခဲ့ပါတယ်အဲ့ဒါကြောင့်ဂူဂူတေရာကဘိုင်းအောင်လာခဲ့ပြီးခဏနားနေခဲ့ရပါတော့တယ်အဲ့ချိန်သူတို့ကပု္ပ္ပစာကိုပြင်ရှင်းကြည့်ခိုင်းခဲ့ပြီးမဲ့စိတ်မဝင်စားဘူးဆိုကစာရွက်ကိုစုပ်ပြေးပြီးထွက်သွားခဲ့တာကြောင့်တိုင်ပဲနေကြပြန်ပါတယ်ဖက်နေတဲ့အချိန်ကောင်မလေးကအပု္ပ္ပစာကိုသူ့အဖေဖက်နေကြစာအုပ်မှာတွေ့ဘူးကြောင့်တတိယသွားခဲ့ပြီးသူ့အဖေကိုခေါ်ကမေးကြည့်လိုက်ပါတယ်ကောင်မလေးရဲ့ဖေကဒါဟာတက္ကသိုလ်အဆင့်ဖြစ်နေတာကြောင့်သူတို့မထွက်နိုင်တာမထူးဆန်းကြောင်းနဲ့သူတော်ပု္ပ္ပစာကိုမဖြေရှင်းနိုင်ကြောင်းပြောပြလိုက်ပါတယ်အဲ့အချိန်ရီဘွန်ကအိတ်နေရကနေနိုးလာခဲ့ပြီးပု္ပ္ပစာကိုဖြေရှင်းပြလိုက်တာကြောင့်ကောင်မလေးရဲ့ဖေကလည်းရီဘွန်ကိုမှတ်မိသွားခဲ့ပြီးတစ်ချိန်ကသူမဖြေရှင်းနိုင်တဲ့ပု္ပ္ပစာမရှိဘူးဆိုပြီးကြော်ကြားတဲ့ပါမောက္ခဘိုးရင်းဖြစ်ကြောင်းပြောပြလိုက်တာကြောင့်အားလုံးကလည်းအော်တင်သွားခဲ့ကြပါတယ်အဲ့ချိန်သူတို့ကပု္ပ္ပစာကိုဖြေရှင်းနိုင်ပြီဖြစ်တဲ့ကြောင့်ကောင်မလေးကရီဘွန်ကိုခေါ်သွားတော့မဲ့အချိန်မှာပဲရီဘွန်ကပု္ပ္ပစာကိုသူဖြေရှင်းလိုက်တာဖြစ်ပြီးသူကလည်းဆာဝါရာကိုမာဖီးယားတယောက်ဖြစ်လာအောင်သင်ပေးရအောင်မှကြောင့်ပြင်ကနေဘဲမှမသွားနိုင်ကြောင်းပြောလိုက်ပါတယ်အဲ့လိုနဲ့နောက်တနေ့ရောက်သွားခဲ့ပြီးဆာဝါရာကအပြင်ထွက်လာတဲ့အချိန်မှာတော့မနေ့ကကောင်မလေးကရောက်လာခဲ့ကသူကဟာရုဖြစ်ကြောင်မိတ်ဆက်လိုက်ပြီးဆာဝါရာကိုလည်းသူနဲ့ချောက်ဖို့စိန်ခေါ်ကသူနိုင်ရင်ဆာဝါရာကရီဘွန်ကိုပေးရမှာဖြစ်ပြီးသူချုံသွားရင်တော့ထမနှောက်ရှက်တော့ဘူးလို့ပြောလိုက်ကတစ်ဖက်သက်ကြီးစတင်တိုက်ခိုက်ပါတော့တယ်အဲ့လိုတိုက်ခိုက်နေတဲ့အချိန်ဂိုကူတေရာနဲ့ယာမာမိုတိုတို့ရောက်ရှိလာခဲ့ကြပြီးဆာဝါရာတိုက်ခိုက်ခံနေရတာကိုမြင်လိုက်ရတာကြောင့်ဂိုကူတေရာကဟာရုကိုဒိုင်နမိုက်နဲ့တိုက်ခိုက်လိုက်ပါတယ်အဲ့ဒါကြောင့်ဟာရုကရေထဲကျသွားခဲ့ပြီးဝတ်ဆုံးကလေးနေခဲ့တာကြောင့်ရေမကူးနိုင်ပဲရေနစ်နေခဲ့ပါတော့တယ်အဲ့ချင်းရီဘွန်ကရောက်လာကဆာဝါရာမင်းသွားခဲ့ဆိုပြီးတနက်နဲ့ပြပေးလိုက်ပါတယ်အဲ့လိုပြပေးလိုက်တဲ့ကြောင့်ဆာဝါရာကစောင်းရမ်းကျန်သွားခဲ့ကဟာရုကိုကယ်ပေးလိုက်ပါတယ်အဲ့လိုကယ်ပေးလိုက်တဲ့ကြောင့်ဟာရုကဆာဝါရာကိုကြွေသွားခဲ့ပြီးအဲ့ချင်းကျူးကိုတို့ကလည်းရောက်ရှိလာခဲ့ပါတယ်ဟာရုကကျူးကိုရှိမှသူ့ကိုဖတ်ဖို့လုပ်နေတဲ့အတွက်ဆာဝါရာတယောက်ပတ်ပြေးနေတဲ့အခန်းမှာပဲ Hitman Reborn Season 1အပိုင်းလေးကတော့ပြီးဆုံးသွားခဲ့ပါပြီကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်